လုံးမဲမင်္ဂလာပါကျွန်တော်ကတော့ online ဖြစ်ပါတယ်ဒီနေ့မှလည်းကျွန်တော် TikTok ပေါ်မှာ trend နေတဲ့ညီငယ်လေးတွေပေါ့နော် V-box ခုမှစလုပ်တဲ့ညီလေးလည်းပါတယ်ဒီတခါတော့ကျွန်တော်နည်းနည်းပေါ့ V-box လောက်တာနည်းနည်းကျွမ်းနေတဲ့နည်းနည်းလူတွေလည်းပါတယ်ကျွန်တော်အဲ့ဒါကို reaction လုပ်တောင်းမှဖြစ်ပါတယ်ဒီတခါလည်းကျွန်တော် V-box စာလေးရွေးထားပါတယ်ကျွန်တော်reaction လုပ်ပြီးတော့အားလုံးနဲ့တူတူကြည့်သွားချင်ပါတယ်ကျွန်တော်ရဲ့ reaction video လေးကိုမကြည့်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါဦးပြီးတော့ VPN ကျော်ပြီးကြည့်လို့အဆင်ပြေ VPN ကျော်ပြီးကြည့်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒီအဲ့ဆိုရင်ကျွန်တော်တို့ reaction လေးစလိုက်ရအောင်เนาะဆိုတော့ကပထမဆုံးပေါ့ okay ပထမဆုံးတစ်ပုတ်အနေနဲ့ကတော့ကျွန်တော်တို့ဒါအခုတောင်ကြီးရပေါ့เนาะတောင်ကြီးရလို့သိရတယ်အခုလဲသူ့ video လေး TikTok မှာတချို့ဆိုရင် edit ပြီးအောင်တင်ကြရเนาะဆိုတော့သူ့ video လေးနဲ့စလိုက်မယ် okay ညီလေးတစ်ခွက်နဲ့ web ချပြပါဦးမြန်နေ okay နားထောင်မယ်အပေါ်ရန်ကြည့်ပြီးဆုံးဖြတ်ရတော့မှားပါမယ်နော်ရေးမှာကွာโอเคဒီမင်းပြီးတော့လောက်တာရတော့အကုန်လုံးကြိုက်တယ် final ဒါပေမဲ့ဒီသူကွန်ဆာလာတယ်ပေါ့နော်အဲ့တခုကတော့နည်းနည်းတော့ကြီးရသူတွေအတွက်တော့နည်းနည်းအဆင်မပြေတော့ဖြစ်တာပေါ့ okay ဒါပေမဲ့ fine ပါတယ်ကျွန်တော်ကွန်ဆာတော့အပြစ်တော့ပြောတာမဟုတ်ဘူးဒါပေမဲ့ V-box လုံးမယ်ဆိုရင်ကိုက V-box တယောက်အနေနဲ့ရက်တည်မယ်ဆိုရင်တော့ဒီကွန်ဆာချင်းတော့တော်တော်လေးရှောင်ရမယ်ပေါ့နော် okay အဲ့ဆိုကျွန်တော်နောက်တစ်ပုတ်စမယ်နောက်တစ်ပုတ်ကတော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံကတော့မဟုတ်ဘူးဗျဒါနိုင်ငံခြားပေါ့နော်ခလေးလေး2ယောက်လောက်ထားတာပေါ့နော်ဒါဒီဗီဒီယိုလေးကလည်းတော်တော်လေး viral ဖြစ်တယ် TikTok တို့ YouTube တို့မှာ okay ကျွန်တော်ကြည့်လိုက်အောင်အဲ့ကလေး2ယောက်ကတော့ကျွန်တော်တို့အခုကျွန်တော်တို့အရွယ်ဖြစ်နေပြီပေါ့နော်ကျွန်တော်တို့ V-box စလုပ်တဲ့အရွယ်တွေကတော်တော်လေးကို inspire ဖြစ်ခဲ့တာပေါ့သူတို့ video လေးကြည့်ပြီးတော့ဒါကတော့နိုင်ငံခြားဖြစ်တယ်တရားတစ်ခုအနေနဲ့ကျွန်တော်တို့မြန်မာပြည်ထဲရပဲ V-box တယောက်ဖြစ်တယ်သူကတော့ဒါ TikTok ပေါ်မှာတစ်ခါတလေကျရင် V-box video လေးတက်လာတယ်ပေါ့နော်ကျွန်တော်က V-box ဖြစ်နေတော့အဲ့လိုမျိုး V-box video ရောအများကြီးကြည့်ဖြစ်တယ်ဒါသူကလည်းနည်းနည်း V-box တက်ပစ်စာထဲမှာနည်းနည်းလေးကောင်းတဲ့ V-box တယောက်ထဲမှာပါတယ် okay သူ့ video လေးတူတူကြည့်လိုက်အောင်ဒီကောင်လေးကတော့ V-box နဲ့ပတ်သက်ရင်တခါတလေကျွန်တော်တို့ရဲ့ FIM ပေါ်မှာတက်လာတယ်ပြီးတော့သူ့ရဲ့ဒီ throat beat တွေပြီးသွားရင်သူ့ရဲ့ဒီ snare တွေ kick တွေကတော်တော်လေးကို strong တယ်ဟိုအဲ့လိုမျိုးဆိုရင်သူနားထောင်လုံးကောင်းတယ်မှာပါတယ် fine တယ်ဒါကတော့ဒီကျွန်တော်လည်းဒါ react ပေးရတယ်ပေါ့နော်ကျွန်တော် TikTok မှာဒီ V-box တက်လာတဲ့ကလေးတော်တော်များများကV-box ကိုအဲ့လိုမျက်နှာပြောင်ပြီးလုပ်တဲ့လူတွေများတယ်တကယ်တေချာလုပ်တဲ့သူတွေကျွန်တော် reaction လုပ်ပေးထားတဲ့ထဲမှာလည်း V-box ကိုဒါမျက်နှာပြောင်ပြီးလုပ်တဲ့သူတွေမပါဘူးပေါ့နော်တေချာလုပ်နေတဲ့သူတွေပဲကျွန်တော်တေချာစောက်ကြည့်ပြီးတော့မှဒါ reaction လုပ်ပေးတာဖြစ်တယ် okay အဲ့ဆိုရင်ကျွန်တော်တို့တတိယမြောက်ဗီဒီယိုလေးတွားလိုက်မယ်မြန်မာပြည်ထဲကပဲသူ့နာမည်ကတော့ CJ လို့ခေါ်တယ် V-box နာမည်ကတော့ကျွန်တော်အခု reaction လုပ်တဲ့ထဲမှာသူ့အဓိကလုပ်ချင်တာပေါ့နော် okay တော်တော်လေးလဲမျက်နှာတက်လေးပေါ့ဗျာတော်တော် fine တယ်စလိုက်အောင်အားဆိုslow
ဒီဗီဒီယိုကကျွန်တော်ကြိုက်တဲ့နေရာမှာပါတယ်ဘာလို့လဲဆိုတော့သူ creation ပါတယ်သူ့ရဲ့ creation ဒီတစ်ပုတ်မှာကျတော့သူကအခြားပြပောက်ဆိုင်နဲ့မတူတာသူ့ရဲ့ creation အများကြီးပါတယ်ဒီ flow ပေါ့နော်ဗီဒီယိုထဲမှာ flow ကတော်တော်လေးမိုက်တယ်တော်တော်လေးလည်းညိန်တယ်နားလေးလုံးဝအရောက်ပဲဗျာ fine တယ်ဒီဟာကတော့ကျွန်တော်သဘောကျတယ် okay အဲ့ဆိုရင်ကျွန်တော်နောက်ထပ်တစ်ပုတ်အားလုံးနဲ့တူတူဆက်ပြီးတော့ကြည့်ကြပါမယ်နောက်ဗီဒီယိုကျွန်တော်ဒါပထမဆုံး reaction လုပ်တာဘာလို့လဲဆိုတော့ကျွန်တော်ကအဓိကနေဘက်ကလူတွေမလုံနိုင်တဲ့ကလေးတွေကိုကျွန်တော် reaction ပို့လုပ်ပေးရဗျာမျိုးကလူတွေဆိုင်ဘာလို့သူ့ကို reaction လုပ်လဲဆိုတော့သူ့ရဲ့စူးစမ်းမှုကိုအတိမတ်ပြုကျင်လို့ပေါ့နော်စူးစမ်းမှုကိုအတိမတ်ပြုကျင်လို့ပေါ့နော် okay ကြည့်လိုက်မယ်ဒါကတော့သူတို့နှစ်ယောက်လောက်ထားတာပေါ့နော် okay 1 2 3 go Talk dirty to me Talk dirty to me Talk dirty to me 1 2 3 let's go Same. 1 2 3 let's go Okay ဒီမှာဆိုရင်တရားဆိုတာသူဥဆောင်ပြီးသွားတယ်ပေါ့နော်အရှိကနေဥဆောင်ပြီးသွားတယ်ပြီးတော့သူအဲ့မှာလှုပ်ရတဲ့ draw တွေဘေးရက်တွေကိုသူဘားပြအောင်လုပ်တယ်ပေါ့နော်၄ပါးဆိုလဲ၄ပါးရဲ့ဝင်အောင်လုပ်တယ်အဲ့ဒါပြီးသွားမှသူ draw ပြောင်းတယ်တေချာလေးတိုင်မင်းနဲ့မှတ်ပြီးတော့တေချာလေးလှုပ်ထားတွေ့ရတယ်ဒီတစ်ပုတ်ကအခြားပုတ်တွေမှာဆိုရင်သူတင်တဲ့နေရာမှာ fee sign များတယ်ဒီတစ်ပုတ်ကတော့သူတေချာလေး draw တွေဘေးရက်တွေကိုတေချာလေးစီထားတယ်တော်တော်လေးမိုက်တယ်technique တွေဘာတွေရလဲကျွန်တော်တို့ညီပါအထိမိတယ်ပေါ့နော်အတန်တွေဘာတွေက fine တယ်fine တယ်ပြီးတော့သူ့ရဲ့ဒီစိတ်ကြောင်းအပြင်မှာတွေ့ပြီးတော့ဒီ B-box ကိုယူသွတ်တဲ့လူငယ်တွေကတယောက်ပဲမဲ့သူကလည်းမိသားစုကိုဥဆောင်နေရတာပေါ့နော်အဲ့လိုမျိုးအစင်မပြေရဲ့တဲမှာပါတယ်ဒါပေမဲ့သူလက်မလျှော်ဘူးပေါ့နော်တေချာလေးလှုပ်တယ်တေချာလေးလဲစူးစားတယ်ပြီးတော့သူစိတ်တက်မကြောက်ဘူးโอเคနောက်တစ်ခုသွားလိုက်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါအခုချိန်မှာဒီကျွန်တော်ခုနလှုပ်ပေးခဲ့တဲ့တဲမှာမှဒါကျွန်တော်နောက်ထပ်အကြိုက်ဆုံးတစ်ယောက်လည်းဖြစ်တယ်သူနာမည်ကတော့ Kevin လို့ခေါ်တယ်ဒါရန်ကုန်ကပဲပေါ့နော်သူလည်းတော်တော်လေးကျွန်တော်တို့နဲ့ကျွန်တော်တို့ထားပါလွန်ခဲ့တဲ့9နှစ်လောက်ကကျွန်တော်ဗဒယ်စပြိုင်တဲ့အချိန်တွေကသူကပြီးပေါက်စလုံးနေပြီဗျာဒါပေမဲ့သူကငယ်လဲငယ်သေးတယ်ပြီးတော့သူ့ရဲ့အခြားအလုပ်တွေလာပါလားတော့မသိဘူးအဲ့လိုရှိတဲ့အတွက်ကြောင့်သူ B-box ကိုတိတ်မလုပ်ဖြစ်ဘူးဗျာမလုပ်ဖြစ်ပဲအဲ့လိုပေါ်လိုက်ပြောက်လိုက်ဖြစ်နေတာဒါပေမဲ့အရင်တည်းကသူကပြန်မှာအချိန်တစ်ခုအထိ9နှစ်လောက်ရှိပြီသူလဲ9နှစ်6နှစ်လောက်ရှိပြီထင်တယ်အဲ့လိုဆိုတော့သူကတော်တော်လေးသူ့ရဲ့အတန်တွေပါတယ် strong တယ်ဒါပေမဲ့သူ့ကို reaction လုပ်ပေးရဆိုတာလဲဒါအခုချိန်ဒီမပြောက်သွားပဲနဲ့အခြားသော B-box စားရလို့အခုချိန်ဒီလုံးဝအရှင်းမပြောက်သွားပဲနဲ့တစ်ချက်ပေါ်လာတယ်အဲ့ဒါအတွက်လဲသူ့ကိုကျွန်တော် reaction လုပ်ပေးတာဖြစ်တယ်နောက်ပိုင်းလဲ video တွေဆက်ပြီးဖန်တီးပါလို့ပြောချင်ပါတယ် okay သူ့ video လေးကိုကြည့်ပါအောင် na 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 whoa na na vibration baby လောနေနော်လောနေမယ်ဟုတ်ပြီဒါကတော့ကျွန်တော်ပြောရတဲ့အတိုင်းပဲသူကလောက်တာကြာပြီဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်အောက်မှာ reaction လောက်သွားတဲ့ကလေးတွေထက်တော့ပို့ပြီးတော့အတန်တွေပို့ပြီးတယ်ပို့ပြီး fine တယ်ဒါပေမဲ့သူလောက်ရမှာတော့ဒါအကြံပေးတာပါသူလောက်ရမှာတော့ကျွန်တော် video တွေဆက်ပြီးဖန်တီးပါquality အတန်တွေက clean နေပြီဒါတော့သူဖုန်းနဲ့ပဲဖန်တာပါနော်ဒီ mic မျိုးပါအောင်နဲ့တေချာဖန်ပြီး record လုပ်ပြီးရင်တေချာ edit တွေပါကင်မယ်ဆိုရင်တော့သူအတန်တွေကခုန vibration base ဆိုကျွန်တော်တော့မရဘူးဗျာရရသူရှားတယ်မြန်မာနိုင်ငံမှာ vibration ပြရတယ်သူ okay အဲ့လိုဆိုတော့ Kevin ဖြစ်ပါတယ်
okay နောက်တစ်ခုကတော့ကျွန်တော်မြန်မာနိုင်ငံအခုနောက်ဆုံးမှာပေါ့နော်ပေါ်လာတဲ့ generation ဖြစ်တယ်သူတို့ကတော့ beatbox လောက်တာတစ်နှစ်နှစ်နှစ်ပေါ့နော်အဲ့ဝင်းကျင်တော့ပဲရှိသေးတယ်ဒါပေမဲ့ skill တွေကတော့ကျွန်တော်တို့ဒီကျွန်တော်ခုနပြောသလိုမျိုးပဲအတန်တွေကတော်တော်လေးကလင်းတယ်ဘာလို့လဲဆိုတော့ YouTube မှုပေါ့နော်ဒါသူတို့ရဲ့အတန်တွေကိုနားထောင်ရင်သူတို့ဘယ်လောက်ထိ training လုပ်ထားလဲဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုမျိုးတက်လာတာဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ကောင်းကောင်းသိရဗျာအဲ့လိုဆိုတော့သူ့ရဲ့အတန်အနေနဲ့ဘယ်လောက် clean လဲဘယ်လောက် power ပါလဲဆိုတော့ကျွန်တော်အားလုံးနဲ့တူတူကြည့်လိုက်ပါအောင် okay Everybody bump. okay အားလုံးကြားရတဲ့အတိုင်းပဲเนาะဒါထောက်သွားတာဘာညာမရှိဘူးအဆုံးထိကိုစလာတွေကဆွဲခေါ်သွားတဲ့ style ပေါ့နော်ဒီလိုမျိုးစလာတွေကဆွဲခေါ်ပြီးအဆုံးထိကိုသွားတာပြီးတော့တော်တော်လေးအတန်တွေကကလင်းတယ်ဒါဒီမှာသူသုံးထားတဲ့ mic ဆိုရင်ဒါစကားပြောရင်ကျွန်တော်တို့တက်တဲ့ mic ဗျာ beatbox နဲ့ဘာမှမဆိုင်ဘူးဒါပေမဲ့အဲ့လိုမျိုး mic မျိုးနဲ့သုံးထားရတော့မှသူ့ရဲ့အတန်တွေ beatbox အတန်တွေကတော်တော်လေးကလင်းတယ်တစ်ချက်ကြားလိုက်လားမသိဘူးဒီလေတွေဝင်တာရှိတယ်ကျွန်တော်တို့ဒီ mic တွေနဲ့ဆိုရင်အဲ့လိုလုံးရင်တော့မှဒီ egg ဟိုပါဘယ်လိုပြော noise ဗျာ noise အဲ့လိုမထဘူးဒါတော့ဒီ mic ကတော်တော်လေးမကောင်းလို့ပေါ့နော် mic မကောင်းတာတော့မှသူ့ရဲ့ energy power ဒီလောက်ထွက်တယ်ဆိုရင်ဒါ mic ကောင်းကောင်းနဲ့လုံးမယ်ဆိုရင်သူ့ရဲ့ skill ကဘယ်လောက်ထိရှိမလဲဆိုတာတော့နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ကတော့အခုရက်ပိုင်းကျွန်တော်တို့ TikTok ပေါ်မှာကျွန်တော်တို့ဘက်ကဒီ bakery ပါပြုတ်ပဲပြုတ်တို့လက်ပြလေးတွေလေးမှာဝဲတို့ပြီးွားရင်သူအခြားပေါ့နော်သူ့ရဲ့အဲ့ဗာလဲသူလုံနေတဲ့သရုပ်ဘေးရှိရသရုပ်ဘေးပုံစံနေဗျာဒိုပါမင်တို့ပါအဲ့ဒါတွေသူကောင်းကောင်းမွန်မွန်လုံနိုင်တယ်ကောင်းကောင်းလဲ join နိုင်တယ်ဗျာကောင်းကောင်းလဲ enjoy ဖြစ်တယ်ပြီးတော့ကောင်းကောင်းလဲ view တွေတင်တယ်သူ့ကိုလည်းဒါအခုတက်လာတဲ့ကလေးတွေထဲမှာသူ့ကိုလည်းမေ့ထားလို့မရဘူးပေါ့နော်အဲ့လိုဆိုတော့သူ့ရဲ့ video လေးကိုကျွန်တော်တူတူကြည့်လိုက်အောင် Pocket Barbie baby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  wow Okay အခုကျွန်တော်နောက်ဆုံးဗီဒီယိုနှစ်ပုတ်ကြံမယ်ပေါ့နော်အဲ့နှစ်ပုတ်မှာပထမတစ်ပုတ်ကိုကျွန်တော်အရင်ကြည့်မယ်ပထမတစ်ပုတ်ကတော့ကျွန်တော်အရှင်းမှာပြောထားတဲ့ဒီပေါ့ဘယ်လိုလဲသူ့နာမည် Travel H okay Travel H သူတငယ်ချင်းနဲ့ပေါ့လှုပ်ထားတာပေါ့နော်အဲ့ဒါလေးတစ်ပုတ်ကြည့်မယ်အဲ့ဒါလေးတစ်ပုတ်ကြည့်သွားရင်နောက်ဆုံးတစ်ပုတ်ပြီးပါပြီ okay 2 3 go လာရောင်နဲ့ကိုလည်းရှောက်ချင်နဲ့ဘယ်ကိုရောက်နေလဲမစင်စားဘူးကွယ်အိုးချစ်ရဲ့သွားကြစို့လာနှစ်ယောက်တစ်ချင်းလေးညီပဲတွေ့ကြည့်ကိုတိတ်တယ်ပါပဲ DJ music 1 2 3 go ချစ်သူရဲ့ဒီကလေးဖြစ်ချင်တဲ့ဒီလိုဖြစ်ချင်တာလုံးမသွားလာကွယ် Oh, today, don't have to go by down where I'm shining. A cool of cool one. Jenna do a true love so lonely, man. The Lord, I change in alley. Go right there, still in charm, anyway. A damn, yeah, great one, like we're sweet. Oh, sweet. Give me the bamboo. reaction လုပ်တဲ့အထဲမှာတော့ကျွန်တော်မြင်ရတဲ့လောက်ကတော့ Travel H ကတော့ဒီတော်တော်လေးအတန်နေ clean နေပြီအတန်နေလည်း fine နေပြီတက်တဆကလေးတွေအားလုံးကျွန်တော် zone တို့ Discord တို့မှာကျွန်တော် beatbox gathering နဲ့ beatbox battle တွေလုပ်ပေးရပေါ့နော်နှစ်ခါလားမသိကျွန်တော်လုပ်ပေးရတယ်အဲ့မှာနှစ်ခါလုံး champion ဖြစ်ထားတယ်ပေါ့နော်သူကတော့ okay ဒါတော့သူကလိပ်ပြလေးလေးမှာဝဲပေါ့နော် beatbox ကိုပြန်ပြီးတော့လုပ်ထားတာဒါ TikTok မှာတော့သူ့ကိုပြီးမတင်ခိုင်းတာကျွန်တော်မတင်ခိုင်းတာဗျာဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လောင် beatbox လုပ်ပြီးကြောင်ပြောက်နေတာဗျာကျွန်တော်ညီကိုကျွန်တော်အဲ့လိုမျိုးကြီးအဖြစ်မခံနိုင်ဘူး Discord မှာလည်းကျွန်တော်တို့နောက်ဆုံးပေါ့နော်ကလေးတွေကိုပွဲလောက်တာနှစ်ပွဲစက်တိုင်လည်းသူက champion ဖြစ်ထားတယ်ပေါ့နော်သူ့ဗီဒီယိုလေးကိုတူတူကြည့်လိုက်အောင် လိပ်ပြလေးတွေလီမှာဝဲလိပ်ပြလေးတွေလီမှာ
လိပ်ပြလေးတွေလေမှာဝဲ why ကနေဟဲ့ချက်စင်ပြီး okay ဒါကတော့ကျွန်တော်နောက်ထပ် reaction တစ်ပုတ်ဖြစ်ပါတယ် part 2ပေါ့နော်ဒါ part 3ရေ part 4ရေလည်းတောက်လျှောက်လာမှာပါဘာလို့လဲဆိုတော့ကျွန်တော်ကဒီ YouTuber အနေနဲ့လည်း2026မှာကျွန်တော်ဖြစ်ချင်တဲ့ target ထဲမှာ YouTuber ဖြစ်ဖို့လည်းပါတယ်အဲ့လိုဆိုတော့ကျွန်တော်ဒီ YouTube မှာဒါကျွန်တော်တင်ပေးတဲ့ video တွေ reaction တွေပြီးမှရင်ကျွန်တော် public မှာထွက်ပြီး V-box လောက်တာတွေပါတယ်လည်းအများကြီးလာမယ်အဲ့တော့အားလုံးပဲစောင့်ကြည့်ပေးကြပါဦးပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ပြီးတော့အားလုံးပဲအဆင်ပြေမယ်ဆိုရင်ကျွန်တော် VPN လေးခံပြီးတော့ကြည့်ပေးဖို့လည်းကျွန်တော်ဒီကနေမေတ္တာရက်ခံချင်ပါတယ်နောက်ထပ် video မှာကျွန်တော်ပြန်တွေ့ကြပါမယ်။သုံးပြီးကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။